လက်တလောကာလတွင်နတ်ပန်းခဲဆိုရကစိုက်ပျိုးရေးဌာနခွဲဈေးကွက်ဆောင်ကြည့်ရေးဌာနခွဲကျန်းမာရေးဌာနခွဲခရိုင်ရဲတပ်ဖွဲ့အခွန်ဦးစီးဌာနခွဲစီးပွားရေးလုပ်ငန်းဌာနခွဲတို့နှင့်ပူးပေါင်း၍အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာကြေးရွာများတွင်စားတောက်ကုန်လုံးချုပ်ရင်းဆိုင်ရာအထူးစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီးပြည်သူများအတွက်စားတောက်ကုန်လုံးချုပ်မှုကိုအပြည့်အဝအာမခံချက်ပေးခဲ့ပါတယ်။ယခုတစ်ချိန်ဆောင်ရွက်ချက်တွင်ခရိုင်အတွင်းရှိဒိုင်နယ်ကြေးရွာအလုံး၌ဖွင့်လှစ်ထားသောကုန်စုံဆိုင်စုစုပေါင်း192ဆိုင်ကိုလိုက်လံစစ်ဆေးခဲ့ကြောင်းလုပ်ငန်းအဖွဲ့သည်ပြည်သူများနေ့စဉ်စားသုံးနေသောမှုတ်ပဲတရေစာများအချိုရည်များအသင့်စားသုံးနိုင်သောအစားအစာများကိုအဓိကထားစစ်ဆေးခဲ့ကြောင်းလုပ်ငန်းဆောင်ရွက်စဉ်အတွင်းလုပ်ငန်းအဖွဲ့သည်စားတောက်ကုန်လုံးချုပ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ပြီးကုန်သည်များအားကုန်ပစ္စည်းများစနစ်တကျစီရင်ထားရန်သက်တမ်းကုန်ဆုံးရက်ကိုမှန်ကန်စစ်ဆေးရန်ကုန်ပစ္စည်းဝယ်ယူသည့်မှတ်တမ်းများနှင့်ကုန်ပစ္စည်းဇစ်မြစ်များကိုစစ်ဆေးကာစီးမြစ်စည်းကမ်းများနှင့်အညီရောင်းချရန်လက်ညှိုးဆောင်ရွက်ပေးခဲ့ပါတယ်။စစ်ဆေးတွေ့ရှိချက်များအပေါ်လုပ်ငန်းအဖွဲ့ကအမျိုးအစားခွဲခြား၍ကင်တွယ်ဆောင်ရွက်ခဲ့ကြောင်းမှတ်တမ်းစာရင်းများစနစ်တကျမရှိခြင်းသက်တမ်းကုန်ခါနေသောကုန်ပစ္စည်းများရောင်းချခြင်းစသည့်အသေးစားပြဿနာရှိသည့်ကုန်သည်များကိုထိုနေရာ၌ပင်ပညာပေးဆုံးမခြင်းချက်ချင်းပြင်ဆင်ဆောင်ရွက်ရန်တိုက်တွန်းချက်များပြုလုပ်ခဲ့ပြီးတက်တန်းလွန်စားတောက်ကုန်များရောင်းချခြင်းနှင့်ပြင်ဆင်ဆောင်ရွက်ရန်ညှင်းဆန်သည့်ကုန်သည်များကိုမူ၎င်းတို့ရောင်းချသည့်တက်တန်းလွန်ကုန်ပစ္စည်းများကိုဥပဒေအရတင်ဆက်ပြီးတင်းကျပ်စွာအရေးယူခဲ့ပါတယ်။တင်ဆက်ရမည့်သောစားတောက်ကုန်အလုံးကိုစည်ရင်းပြုစု၍မှတ်တမ်းပြည့်စုံထားရှိကာဌာနပေါင်းစုံ၏ကြီးကြပ်မှုအောက်တွင် BND ကင်းရှင်းသောနည်းလမ်းဖြင့်တစုတစည်းတည်းဖြစ်စီခဲ့ကြောင်းနောက်တစ်ဆင့်အနေဖြင့်ဒေသတစ်ခုလုံးတွင်လက်လံစစ်ဆေးခြင်းလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီးကြေးရွာများရှိဈေးဆိုင်ငယ်များလက်လျောင်းချသူများကိုအထူးအာရုံစိုက်ကာစီမီစီကံချိုးဖောက်သူများကိုတင်းကျပ်စွာစစ်ဆေးအရေးယူသွား၍ခရိုင်အတွင်းစားတောက်ကုန်ဈေးကွက်ပတ်ဝန်းကျင်ကိုအမြဲတမ်းရှိအောင်ဆောင်ရွက်ခြင်းမှတစ်ဆင့်ပြည်သူများ၏စားတောက်ကုန်လုံးချုပ်ရေးကိုကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းတင်ဆက်လိုက်ပါရရှင်။ဇွန်လ25ရက်နေ့မှဇွန်လ15ရက်နေ့အထိစီလူကျမ်းမာရေးဌာနခွဲမှကျမ်းမာရေးဖွဲ့သည်ကြီးလက်ဒေတာများတို့ကွင်းစင်ကတောမှုနှင့်မြစ်စားသုံးမှုအနေကင်းရှိရေးကုသယောဂကာကွယ်ထိန်းချုပ်ရေးနှင့်ပြည်သူ့အကျိုးပြုမှုဝါဒများဆိုင်ရာအသိပညာပေးလှူရှာမှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။လက်တလောကာလသည်မိုးရာသီဖြစ်ပြီးအပူချိန်မြင့်မားကဆူထိုင်းဆများသောကြောင့်တောမှုနှင့်မြစ်များအမြောက်များပေါရောက်လက်ရှိရာဒေသတွင်း၌မာယွန်းစားသုံးမိ၍အစိတ်သိမ့်သူများရှိခဲ့ပြီးဖြစ်ပါတယ်။ကျန်းမာရေးဝန်ထမ်းများသည်ဒေသတွင်းဖြစ်ရမှန်များကိုအခြေခံ၍အသိပညာပေးခြင်းများဆောင်ရွက်ကာဇစ်မြစ်မရှိသောမူဆွဲပုတ်သုံးနေသောတောမှုများကိုကောက်ယူခြင်းဝယ်ယူရောင်းချခြင်းစားသုံးခြင်းတို့ကိုတားမြစ်၍မာယွန်းစားသုံးမိပါကဆောင်ရွက်ရမည့်အရေးပေါ်ကုသနည်းများကိုပို့ချပေးကာစားတောက်ကုန်အစိတ်သိမ့်မှုအန္တရာယ်ကိုလျှော့ချပေးခဲ့ပါတယ်။မိုးရာသီတွင်ခြင်များပေါက်ဖွားပြီးကုသယောဂများအလွယ်တကူဖြစ်ပွားနိုင်သည့်သဘောအရာကျန်းမာရေးအဖွဲ့သည် TB ငှက်ဖျားတွင်းလူတုပ်ကွေးစသည့်ကုသယောဂများကိုကာကွယ်ထိန်းချုပ်ရေးအသိပညာများကိုပို့ချပေးခဲ့ပြီးပြည်သူများအားရည်မြောက်များနှင့်အညစ်အကြေးများကိုရှင်းလင်းတန့်စင်ကာခြင်ပေါက်ဖွားရနေရာများကိုဖယ်ရှားရန်လက်ညှိုးပေးခဲ့ပါတယ်။ကွင်းစင်းဆောင်ရွက်ရာတွင်ကျန်းမာရေးအဖွဲ့ကကလေးမွေးဖွားမှုထောက်ပံ့ခြင်းရှောက်ထားရယူခြင်းဆိုင်ရာမူဝါဒများကိုရှင်းပြပေးခဲ့ပြီးတောင်တန်းဒေသရှိကလေးငယ်များကိုယ်ဝန်ဆောင်မိခင်များနှင့်တင့်တော်သည့်အသက်အရွယ်ရှိအမျိုးသမီးများအတွက်ထောက်ပံ့ပစ္စည်းများဖြန့်ဝေပေးကာအခက်အခဲရှိသောမိသားစုများကိုတွားရောက်တွေ့ဆုံကူညီပေးခဲ့ပါတယ်။ယခုတစ်ချိန်လှုပ်ရှားမှုသည်ခရိုင်အတွင်းရှိကြေးရွာအလုံးသို့ရောက်ရှိခဲ့ပြီးပြည်သူများ၏ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာအသိစိတ်ကိုထိရောက်စွာမြင့်တင်ပေးနိုင်ခဲ့ပါတယ်။အခြေခံကျန်းမာရေးအသိပညာပေးခြင်းနှင့်ပြည်သူများအားဝန်ဆောင်မှုပေးခြင်းကိုပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီးကျန်းမာရေးနှင့်ညီညွတ်သောကြေးလက်ဒေတာများတည်ဆောက်ရေးကိုဆက်လက်မြင့်တင်ကာပြည်သူများ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုစောင့်ရှောက်ပေးသွားမည်ဟုစီလူခံကျန်းမာရေးဌာနခွဲကပြောကြားခဲ့ကြောင်းတင်ဆက်လိုက်ပါရရှင်။